မိဘပြည်သူတိုင်းအတိုင်းညီကိုမောင်နှမများခင်ဗျာကျက်တင်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့မြန်မာနှစ်တည်ကိုအခါသမယမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တဝမ်းမီဒီနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားမိဘပြည်သူတိုင်းအတိုင်းညီကိုမောင်နှမများနဲ့တကွာပြည်ပမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများကမ္ဘာသူကမ္ဘာသားများအားလုံးဘေးရန်ပေါင်းမှဝိုးကကြပါစေကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခတို့နဲ့ပြည့်စုံနိုင်ကြပါစေကြောင်းဥစွာပထမနှုတ်ခွန်းဆက်မေတ္တာပို့သအပ်ပါတယ်ဒီနေ့ကမြန်မာတက္ကသိုလ်1388ခုနှစ်သို့ကူးပြောင်းရောက်ရှိလာပြီဖြစ်တာကြောင့်နေဟောင်းမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲနဲ့စင်ခေါ်မှုတွေကိုမိဘပြည်သူများနဲ့တူရင်းဆန်းကြော်ဖြတ်ခဲ့ကြရသလိုပဲယခုနှစ်တည်းမှာလည်းမိမိတို့အားလုံးစီလုံးညင်ညွတ်မှုလုံနာဝရိယမချောတဲ့ဆွမ်းပကားတို့နဲ့အောင်မြင်စွာဖျက်ဆီးနိုင်မယ်လို့ယုံကြည်ပါတယ်နိုင်ငံတော်ကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်းဆက်လက်ရှောင်လန်းနိုင်ဖို့အတွက်မူလဥတီရည်မှန်းချက်အတိုင်းလွတ်လပ်ပြီးတရားမျှတမှုအပြည့်အဝရှိတဲ့အထူးရွက်ကောက်ပွဲကြီးကိုဂုဏ်သိက္ခာရှိရှိအောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့ပါတယ်ဒါလည်းပါတီစုံဒီမိုကရေစီကိုချစ်မြတ်လို့တဲ့မဲဆန္ဒရှင်ပြည်သူများရဲ့အင်တိုင်းအားတဲ့ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်းလေးစားစွာမှတ်တမ်းတင်ပြောကြားလိုပါတယ်အခုတို့ထူးခြားတဲ့နှစ်သက်ကိုနေတုနေမြအခါသမယမှာမိဘပြည်သူတွေလိုလားတဲ့ဒီမိုကရေစီအစိုးရအသစ်နဲ့လွှတ်တော်များဟာလည်းပြန်လည်အသက်ဝင်လာပြီးဖြစ်ပြီးဒီမိုကရေစီနိုင်ငံတော်အသစ်အတွက်ဆာမဏေအသစ်ကိုဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဥဆောင်တဲ့နိုင်ငံတော်အစိုးရအသစ်အနေနဲ့ယခုနှစ်တက်ကစပြီးတိုင်းဒေသမိဘပြည်သူညီကိုမောင်နှမအားလုံးတို့ရဲ့လူရင်းဆန္ဒများနဲ့လူမှုစီးပွားမြင့်တင်ရေးထာဝရငြိမ်းချမ်းရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအောင်မြင်အောင်အကောင့်တွေပေါ်ကျိုးပန်းဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်နိုင်ငံတော်အကြီးအကဲတယောက်အနေနဲ့ဂရုတစ္ဆာပြုထားတဲ့အတိုင်းအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီနိုင်ငံနဲ့ပြည်သူအားလုံးအကျိုးကိုတစ္ဆာရှိစွာနဲ့ဥထိပ်ပန်းစင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားလိုပါတယ်အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမှာနိုင်ငံတော်တည်ငြိမ်ရေးပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ထာဝရငြိမ်းချမ်းရရှိရေးဟာအလွန်အရေးကြီးပါတယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဆိုရအနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တနင်္ဂနွေပြည်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ပါသဘောတူညီချက်များအတိုင်းဒီဇိုင်းမမအလေးထားဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့လည်းငြိမ်းချမ်းရေးပန်းနယ်ဟာမဖြစ်သင့်မဖြစ်တတ်တဲ့ပြည်ပခါတွေကြောင့်အလှမ်းဝန်းနေစေဖြစ်ပါတယ်ဒါကြောင့်လက်နက်ကန်ပြည်ပခါတွေကြောင့်နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုထောက်ရှုပြီးနိုင်ငံတည်ငြိမ်အေးချမ်းတဲ့ဖူဖူတိုးတက်ရေးတို့တဲ့နိုင်ငံတွေကိုစန့်ကျင်တိုက်ခိုက်နေတဲ့အကြမ်းဖက်လက်နက်ကန်အဖွဲ့အစည်းအားလုံးလက်နက်ကန်လမ်းစဉ်ကိုဆွန့်လွတ်ပြီးနိုင်ငံလမ်းကြောင်းကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက်သွားကြဖို့အလေးနဲ့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ငြိမ်းချမ်းတဲ့ကောက်ထာဝရဖွင့်ထားပြီးလက်နက်ကန်ပြည်သူ့ခါများချုပ်ငြိမ်းရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ဒုတော်ဝေရေးသူမကိုအမျိုးသားတာဝန်ဖြစ်ဆက်လက်ကာကွယ်ဆောက်ရှောက်သွားမှာဖြစ်ပါတယ်ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူတစ်ဆက်တည်းမှာပဲနိုင်ငံရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့လူဦးရေဒလိထုံတန်းဆင်လာပထဝီအနေထားနဲ့တဘာဝအရင်းမြစ်တွေအရစိုက်ပျိုးနဲ့မွေးမြူလုပ်ငန်းတွေကိုနီလန်းတကျဆောင်ရွက်ပြီးထုတ်ကုန်များကိုတွင်းမြင့်ချဖို့လိုအပ်ပါတယ်အဲဒီကတည်းကစိုက်ပျိုးမှုမျိုးထွက်ကုန်တွေပေါ်မှာအခြေပြုတဲ့အသေးစားအငယ်စားအလတ်စားစီးပွားရေးလုပ်ငန်း MSME တွေကိုအားပေးမြင့်တင်ပြီးပြည်တွင်းစားသုံးမှုလိုအပ်ချက်ဖူလုံတဲ့အပြင်ပြည်ပကိုတင်ပို့နိုင်တဲ့အထိကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားအောင်ဆောင်ရွက်ကြမယ်ဆိုရင်ဒူးချင်းအစနိုင်ငံတော်အဆင့်အထိဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာအသိပေးပြောကြားလိုပါတယ်ချ
ချစ်ခင်လေးစားအပ်သောမိဘပြည်သူများခင်ဗျာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်အေးချမ်းရေးတို့အတွက်အဓိကလိုအပ်ချက်ကတော့ကျွန်တော်တို့တိုင်းရင်းသားပြည်သူအားလုံးအသိပညာအတတ်ပညာမြင့်မားရေးပဲဖြစ်ပါတယ်ပညာနေပါသူတွေနဲ့နိုင်ငံတော်တိုးတက်ဖို့ရှေ့ဆက်ချောင်းလောင်းဖို့ခက်ခဲနေမယ်ဖြစ်တာဆိုတာကိုဒီနေ့ကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေကတည်တည်ပြနေတာအားလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်အနာဂတ်နိုင်ငံအတွက်အင်အားသစ်တွေဖြစ်တဲ့ကျောင်းသားကျောင်းသူလူငယ်များဟာပညာရေးကျန်းမာကြံ့ခိုင်မှုစိတ်ဓာတ်ကောင်းမွန်ခြင်းအကျဉ်းစာရိတ္တကောင်းမွန်ခြင်းစတဲ့ဗလာ9ဓာတ်နဲ့ပြည့်ဝကြဖို့လိုပါတယ်ဓမ္မတာနိုင်ငံရှိရေးဟာဘက်စုံပြည့်ဝထိုးချွန်တဲ့လူတော်လူကောင်းလူငယ်တွေရဲ့ဥဆောင်မှုနဲ့အများကြီးပြောင်းလဲပြီးတိုးတက်လာမှလည်းဖြစ်ပါတယ်ဒူးချင်းအစတမျိုးသားလိုဆေရောက်ကိုပါကျမ်းမာကြံ့ခိုင်ရေးနဲ့အတွေ့အကြုံအယူဆစင်ကြင်တုံတရားပြည့်ဝဖို့အလွန်အရေးကြီးပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လည်းအဲ့ဒီအခြေခံဖြစ်တဲ့ပညာရေးကဏ္ဍနဲ့ကျမ်းမာရေးကဏ္ဍကိုဆက်လက်မြင့်တင်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လူငယ်တွေကိုအတတ်ပညာသမဂ္ဂအသိပညာထက်မြက်ပြီးအနာဂတ်အတွက်အားကိုးအားထားဖြစ်နိုင်မဲ့ဘယ်ဆိုထူးချွန်သူများဖြစ်အောင်မိဘများဆရာဆရာမများနဲ့တာဝန်ရှိသူအားလုံးကဝမ်းဝန်းပြုစုပြောထောင်ပေးကြပါလို့အလေးနဲ့ထားမှာကြလိုပါတယ်နောက်တစ်ချက်ကတော့ပြည်တွင်းစည်းလုံးညီညွတ်မှုကိုဤမျိုးစုံနဲ့ဖြိုခွဲပြီးတပ်ပြည်ကိုဒုက္ခရအောင်လှုပ်ဆောင်နေကြတဲ့ပြည်တွင်းပြည်ပပယောဂများနဲ့အဖြတ်မှောက်တွေရဲ့အာဏာရကိုတတိတရားနဲ့မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ကြဖို့အလိုအရေးကြီးပါတယ်ဒီနေ့နိုင်ငံတော်မှာဖြစ်ပျက်နေတဲ့အဖက်မောက်တွေရဲ့စူဘူးအကြမ်းဖက်မှုတွေရဲ့အခြေခံဟာဒါပဲဖြစ်ပါတယ်ပြင်းအားဒီပြည်တွင်းမှာသာရှိသည်ဆိုတဲ့ယုံကြည်ခံယူချက်နဲ့ကျွန်တော်တို့တိုင်းဒေသပြည်သူအားလုံးဟာနိုင်ငံချစ်စိတ်တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်ပြည်တော်လူစိတ်ဓာတ်တွေနဲ့နိုင်ငံကိုတည်ဆောက်သွားကြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဟာဘယ်သူခွဲခွဲတူမကွဲအမျက်စီးလို့မြည်ရေကိုတား၍ဂျားမတင်ဆိုတဲ့စကားတွေနဲ့အညီချစ်ကြည်ရင်းနှီးစီးလုံးညွှန်မှုအပြည့်အဝနဲ့တရားလှပတဲ့နိုင်ငံတော်တစ်ကိုစိတ်တူကိုယ်တူတည်ဆောက်သွားကြဖို့တိုက်တွန်းမှာကြလိုပါတယ်ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူများခင်ဗျာနေ့တစ်ကိုမျှော်လင့်ချက်တွေနဲ့ကျွန်တော်တို့အားလုံးအတိတ်ကခါသိမှုအတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးတရားဘောပြောတဲ့နိုင်ငံတော်တစ်စီကိုညီညီညွတ်ညွတ်အထူးတို့ကရှောင်းနှံ့ချဖို့ပြောကြလိုပါတယ်စီလုံးကြီးသည်အင်အားဆိုတဲ့အတိုင်းကျွန်တော်တို့အားလုံးဟာစီလုံးညွတ်ညွတ်မှုခိုင်မြဲနေမယ်ဆိုရင်ဘလို့အခက်အခဲမျိုးမဆိုကြော်ပြအောင်မြင်နိုင်မယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ဒါကြောင့်လဲအနာဂတ်နိုင်ငံတော်အတွက်မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများအားလုံးရဲ့ပူးပေါင်းပါဝင်မှုဟာအလွန်အရေးကြီးကြောင်းနဲ့ကျွန်တော်တို့အနေနဲ့များစွာတန်ဖိုးထားမျှော်လင့်ပါကြောင်းပြောကြားလိုပါတယ်ညီကရုပ်အနေနဲ့ယနေ့မြန်မာနေဆက်တရက်နေ့ကစပြီးမြန်မာပြည်တွင်းမိတိနေထိုင်ကြတဲ့မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများပြည်ပမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာဟာချင်းညီစာနဲ့မိတာတရားလက်ခံထားလျက်ခီးစနံကြပါစီကြောင်းမိမိတို့နိုင်ငံမိမိတို့လူမျိုးမိမိတို့ဘာသာသာသနာကျုပ်ကိုဆက်တဲ့တဘူတွင်းမြထားသနာကြပါစေကြောင်းနဲ့အန်နေဟုသည်မြကီးဝေးကြပါစီကြောင်းနေ့ရက်ခါသမယဆုမွန်ကောင်းတောင်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်